မြန်မာနိုင်ငံရဲ့စစ်အာဏာရှင်တဦးဖြစ်တဲ့မင်းအောင်လှိုင်ရဲ့အဆုံးသက်ကရောဗင်နီဇွဲလားသမ္မတမာဒူရိုလိုမျိုးဖြစ်လာနိုင်လားဒါတွေကိုဒီနေ့ကျွန်တော်တို့စဉ်းစားကြည့်ကြရအောင်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Revolution Traveler ဒေါ်လန်တီသွားဆိုတဲ့ YouTube Channel လေးကနေမိတ်ဆွေတို့ကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ Channel လေးကို Subscribe လုပ်ပေးပါဦးခင်ဗျာကမ္ဘာအခြားတစ်ဖက်ခြမ်းမှာရှိနေတဲ့ဗင်နီဇွဲလားနိုင်ငံနဲ့ကျွန်တော်တို့မြန်မာနိုင်ငံကဒီနေရာချင်းမတူပေမဲ့လည်းဒီနိုင်ငံနှစ်ခုရဲ့ခေါင်းဆောင်တွေကျင့်သုံးနေတဲ့အာဏာရှင်စနစ်ကတော့ထပ်တူကျနေပါတယ်။ဗင်နီဇွဲလားနိုင်ငံရဲ့မာဒူရိုဟာဆိုရင်လည်းရွေးကောက်ပွဲရလဒ်ကိုလိမ်လည်ပြီးတော့မှသူ့နိုင်ငံရဲ့အာဏာကိုစုပ်ကိုင်ထားတယ်။နောက်တစ်ဖက်မှာတော့မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲရလဒ်ကိုညှင်းပယ်ပြီးတော့သူ့ရဲ့ဒီစစ်လက်နက်တွေနဲ့အာဏာသိမ်းခဲ့တဲ့စစ်အာဏာရှင်မင်းအောင်လှိုင်ဖြစ်တယ်။သူတို့နှစ်ဦးကြားမှာဘယ်လိုတူညီချက်တွေရှိနေတယ်လဲ။မာဒူရိုဟာ2024ရွေးကောက်ပွဲမှာသူရှုံးနေခဲ့တယ်ဆိုတဲ့တပ်တွေရှိနေပေမဲ့လည်းသူ့ဘာသာသူအနိုင်ကျညာခဲ့တဲ့အာဏာရှင်တစ်ယောက်ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့မင်းအောင်လှိုင်ကဆိုလို့ရှိရင်လည်း2020ရွေးကောက်ပွဲမှာမဲမတမာမှုရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့မြန်မာနိုင်ငံကိုအာဏာသိမ်းခဲ့တဲ့စစ်အာဏာရှင်တဦးဖြစ်ပါတယ်။သူတို့နှစ်ဦးစလုံးဟာအတိုက်အခံခေါင်းဆောင်တွေကိုထောင်ချတာနိုင်ငံရေးကနေပြီးတော့အတိုက်အခံခေါင်းဆောင်တွေကိုပိတ်ပင်တာဒါမျိုးတွေပြုလုပ်ပြီးတော့သူတို့ရဲ့အာဏာကိုတိဆောက်ထားတာပဲဖြစ်ပါတယ်။မာဒူရိုနဲ့မင်းအောင်လှိုင်နှစ်ယောက်စလုံးဟာပြည်သူတွေရဲ့ဆန္ဒကိုလုံးဝဂရုမစိုက်ကြပါဘူးသူတို့အတွက်အရေးကြီးတာကသူတို့ရဲ့အာဏာတည်မြဲရေးပဲဖြစ်ပါတယ်ဒီအာဏာရှင်တွေလက်ထက်မှာတိုင်းပြည်ကဘာတွေထိခိုက်ပျက်စီးခဲ့ရလဲဗင်နီဇွဲလားနိုင်ငံဟာရေနံအင်မတန်ချမ်းသာတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပြီးမြဲလေမာဒူရိုရဲ့လက်ထက်မှာတော့ငွေကြေးဖောင်းပွားမှုတွေအစမတန်မြင့်တက်လာခဲ့တဲ့အတွက်ကြောင့်မို့လို့ပြည်သူတွေကအငတ်ဘေးနဲ့လည်းရင်ဆိုင်ခဲ့ရပါတယ်မြန်မာနိုင်ငံမှာလည်းမင်းအောင်လှိုင်ရဲ့စစ်တပ်ကအာဏာသိမ်းယူပြီးတဲ့နောက်ပိုင်းမှာတော့ကျပ်ငွေတွေရဲ့တန်ဖိုးဟာထိုးကျလာပြီးတော့မှစီးပွားရေးတွေဟာအနှုတ်လက္ခဏာဆောင်နေတာကိုတစ်ကမ္ဘာလုံးအသိပဲဖြစ်ပါတယ်ဒီမင်းအောင်လှိုင်နဲ့မာဒူရိုတို့လိုအာဏာရှင်တွေရဲ့စီမံခန့်ခွဲမှုအလွဲတွေကြောင့်ဒီနိုင်ငံနှစ်နိုင်ငံရဲ့တိုင်းပြည်စီးပွားရေးဟာလည်းခြောက်ထဲကိုတဟုန်တို့ထိုးကျသွားခဲ့ရပါတယ်ဒီအာဏာရှင်နှစ်ယောက်စလုံးမှာတူညီတဲ့အချက်တွေလည်းရှိနေပါသေးတယ်အဲ့ဒါကတော့ဘာလဲဆိုလို့ရှိရင်ဒီနိုင်ငံနှစ်နိုင်ငံစလုံးဟာအနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေကိုခံထားရတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်ဒီဗင်နီဇွဲလားနဲ့မြန်မာနိုင်ငံတို့ရဲ့နောက်ွယ်မှာဆိုရင်ရုရှားနဲ့တရုတ်လိုနိုင်ငံကြီးတွေကတောက်တိုင်အဖြစ်နဲ့တည်ရှိနေကြပါတယ်သူတို့ဟာကမ္ဘာဇက်ခုံမှာလူကြိုက်နေတဲ့လူဆိုးတွေဖြစ်နေကြပေမဲ့အချင်းချင်းကတော့လက်ဆွဲနှုတ်ဆက်နေကြတဲ့အာဏာရှင်နိုင်ငံတွေပဲဖြစ်ပါတယ်တရုတ်နဲ့ရုရှားဟာကမ္ဘာပေါ်မှာဒီလိုအာဏာရှင်နိုင်ငံတွေကိုပေါ်ပေါ်ထင်ထင်ကြားကန်ပေးထားတဲ့နိုင်ငံကြီးတွေဆိုရင်လည်းမမှားပါဘူးဒီအာဏာရှင်နိုင်ငံတွေကဗင်နီဇွဲလားနိုင်ငံရဲ့သမ္မတဖြစ်သူမာဒူရိုကိုတော့အမေရိကန်နိုင်ငံရဲ့ Delta Force လို့ခေါ်တဲ့စစ်စင်ရေးအထူးဖွဲ့တွေကနေပြီးတော့ပဲမကြသေးခင်ရက်ပိုင်းကမှနိုင်ငံထဲထိဝင်ရောက်ပြီးတော့မှဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီပဲဖြစ်ပါတယ်မာဒူရိုဟာအမေရိကန်နိုင်ငံအတွက်မူရစ်ဆေးဝါးတွေအထူးတင်ပို့နေတဲ့နိုင်ငံတစ်နိုင်ငံခေါင်းဆောင်အဖြစ်နဲ့အရေးယူဖို့စိုင်းပြင်ခံနေရတာပဲဖြစ်ပါတယ်။မကြသေးခင်အချိန်ကပဲအမေရိကန်ကဒီ action ကိုအကောင့်ထဲပေါ်ဆောင်ရွက်သွားတာပဲဖြစ်ပါတယ်။ဒါရီယာဆိုလို့ရှိရင်တော့ဗင်နီဇွဲလားနိုင်ငံသားတွေသူတို့ရဲ့သမ္မတကိုဖမ်းခေါ်သွားလို့ပျော်ရွှင်နေကြတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။ဒါကအာဏာရှင်နိုင်ငံတစ်နိုင်ငံရဲ့အဆုံးသတ်ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အာဏာရှင်မင်းအောင်လှိုင်အားဆိုလို့ရှိရင်လေအမေရိကန်နိုင်ငံရဲ့ပိတ်ဆို့အရေးယူမှုမြောက်များစွာကိုခံထားရတဲ့စစ်အာဏာရှင်တဦးပဲဖြစ်ပါတယ်။မင်းအောင်လှိုင်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာဗင်နီဇွဲလားနိုင်ငံလိုပဲမြန်မာနိုင်ငံရဲ့ငွေကြေးစနစ်ကလည်းအင်မတန်မှကိုယိုယွင်းပျက်စီးလာပါတယ်။နိုင်ငံရဲ့ပညာရေး၊ကျန်းမာရေး၊စီးပွားရေးစတဲ့အရာတွေအားလုံးကလည်းအဖက်ဖက်ကနေပြီးတော့ယိုယွင်းလာပါတယ်။ကြားဖြန်းလို့လူတီများတဲ့ online scan လုပ်ငန်းတွေရာဆိုရင်လည်းမြန်မာနိုင်ငံမှာအရှိန်အဟုန်နဲ့ကြီးထွားလာတဲ့အတွက်အမေရိကန်နိုင်ငံကဒါတွေကိုအရေးယူဖို့ရန်အတွက်အထူးစစ်စင်ရေးအဖွဲ့တွေဖွဲ့ပြီးတော့မှမြန်မာနိုင်ငံကိုဝင်ရောက်ဖို့ပြင်ဆင်နေတာတွေကိုလည်းကျွန်တော်တို့ပြည်သူတွေအားလုံးအသိပဲဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ပြည်သူတွေရဲ့မျှော်လင့်ချက်မှာလည်းဒီမြန်မာနိုင်ငံရဲ့အာဏာသိမ်းစစ်ကောင်တော်မင်းအောင်လှိုင်ကိုအမေရိကန်နိုင်ငံကနေပြီးတော့ဝင်ရောက်ဖမ်းဆီးသွားနိုင်မလားဆိုတဲ့မျှော်လင့်ချက်တွေငွေလေးတန်းနေတာကိုလည်းအားလုံးတွေးမြင်ကြရမှာပဲဖြစ်ပါတယ်အာဏာသိမ်းစစ်ကောင်ဆောင်ကိုမြန်မာပြည်သူတွေကအစောပိုင်းကာလတွေမှာလက်နက်မကင်ဘဲနဲ့ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပေမဲ့လည်းအာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့အကြမ်းဖက်အဖွဲ့အစည်းတွေကရက်ဆက်ဆက်တုံ့ပြန်ခဲ့တာကြောင့်မို့လို့မြန်မာနိုင်ငံမှာဆိုရင်လည်းဒီတော်လန်ရေးစစ်ပွဲတွေဖြစ်နေတာဆိုရင်အခုဆိုရင်9နှစ်အတွင်းကိုဝင်ခဲ့ပြီပဲဖြစ်ပါတယ်
ကျွန်တော်တို့ကမ္ဘာသမိုင်းအဆက်ဆက်ကိုပြန်ကြည့်မယ်ဆိုရင်လည်းဘယ်အာဏာရှင်မှထာဝရမမြဲတာကိုတွေ့ရပါတယ်ဗင်နီဇွဲလားပြည်သူတွေဟာသူတို့ရဲ့အခွင့်အရေးအတွက်လမ်းမော်ထွက်တိုက်ပွဲဝင်ခဲ့ကြသလိုမြန်မာပြည်သူတွေဟာလည်းຫນွေဦးတော်လှန်ရေးကိုယခုတိုင်ဆက်လက်ဆင်နွှဲနေကြတော့မယ်ဖြစ်ပါတယ်အာဏာရှင်တွေရဲ့ညီကုန်းကတနေ့မှာတော့တူညီစွာနဲ့ကြာရှုံးအဆုံးသတ်ရမှာအသေးချပါပဲအခုလိုကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေကိုလည်းကြည့်ရှုနိုင်ဖို့ရန်အတွက်ကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာ